လေးရှားနိုင်ငံမှာအဝေးကနေကြည့်ရင်လူကောင်းခုံနဲ့တူတဲ့ကျွန်းငယ်လေးတစ်ခုရှိပါတယ်။တနာရီတွေရတော့လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကအဲ့ဒီကျွန်းပေါ်ကရွာသားအလုံးဟာတညတဲ့နဲ့အစနမချန်ပျောက်ဆုံးသွားခဲ့ကြတာပါ။အဲ့ဒီအချိန်ကစပြီးဘယ်သူမှဒီကျွန်းပေါ်ကိုချိန်မချရဲကြတော့ပါဘူး။ဒါပေမဲ့ဒီနေ့မှာတော့လူငယ်တစုဟာအလောင်းစားတစ်ခုလုပ်ခဲ့ကြပါတယ်။အကယ်၍ဒီကျွန်းပေါ်မှာတညအိပ်ရရင်ဒေါ်လာ9000ရမယ်ဆိုတာပါပဲ။သူတို့မသိတာကတော့ကျွန်းပေါ်ကိုခြေချလိုက်တာနဲ့ကြောက်မက်ဖွယ်အိမ်မက်ဆိုးကြီးကသူတို့ကိုစောင့်ကြိုနေတယ်ဆိုတာပါပဲ။စပိုင်းမှာတော့မင်းကလေးတယောက်ဟာလှပတဲ့ငှက်ကလေးတစ်ကောင်နောက်ကိုလိုက်ရင်တွန်းနဲ့ထဲရောက်သွားခဲ့ပါတယ်။သူငယ်ချင်းတွေကလည်းစိုးရိမ်နေကြီးနဲ့နောက်ကနေလိုက်သွားကြရင်ကနေအဝေးကနေကြည့်ရင်ကိုခြောက်ချဖို့ကောင်းတဲ့စွန့်ပြရွာဟောင်းကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်။ရွာရဲ့အဝင်ဝမှာတော့လူတွေကိုမဝင်ပါနဲ့လို့တတိပေးထားသလိုမျိုးကျိုးထူကြီးတစ်ချောင်းနဲ့ပိတ်ထားပါတယ်။ဒါပေမဲ့တတိကဲလူငယ်တယောက်ကတော့ဒါတွေကိုမယုံကြည်ပဲကျိုးကိုဖျက်ချလိုက်ပါတယ်။ဘာမှထူးထူးခြားခြားဖြစ်မလာတာကိုမြင်တော့ကျန်တဲ့လူတွေလည်းရွာထဲကိုလိုက်ဝင်သွားကြတာပေါ့။အုပ်စုရဲ့အနောက်ဆုံးကနေလိုက်လာတဲ့ဆိုဖီယာကတော့စိတ်ထဲမှာတမျိုးကြီးမတင်မကျဖြစ်နေပါတယ်။သူမဟာတခြားသူတွေမခံစားနိုင်တဲ့ထူးဆန်းတဲ့အငွေ့သက်တွေကိုအာယုံခံနိုင်တဲ့သူပါ။သူတို့ဟာအိမ်ကိုလေးတစ်လုံးကိုရှာတွေ့ပြီးအဲ့ဒီမှာပဲတင်ရတာအနားယူဖို့ပြင်ဆင်လိုက်ကြပါတယ်။အစပိုင်းမှာတော့အားလုံးဟာပုံမှန်တိုင်းမှာပဲလူငယ်တွေလည်းပင်ပန်းပြီးအိပ်ပျော်သွားကြတယ်။ဒါပေမဲ့တန်းခေါင်ရချိန်မှာတော့တောအုပ်ထဲကနေစူးစူးဝါးဝါငိုတန်တွေထွက်ပေါ်လာပါတယ်။အဲ့ဒီအတန်ကြောင့်ဆိုဖီယာနိုးလာပြီးအတန်လာယာကိုလိုက်ကြည့်ဖို့ပြင်လိုက်ချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကတွေးပြက်စရာပါသူ့သူငယ်ချင်းအားလုံးဟာမျက်လုံးတွေကိုအတင်းမိတ်ထားလျက်သားနဲ့ကုတင်ပေါ်မှာငုတ်တုတ်ကြီးတွေထိုင်နေကြတာပါဆိုဖီယာကလန့်ခေါ်ပေမဲ့ဘယ်သူမှတုံ့ပြန်မှုမရှိပဲတယောက်ပြီးတယောက်ပြန်လဲအိတ်သွားကြပါတယ်ဆိုဖီယာလက်နိုးလာတဲ့အချိန်မှာတော့မနှက်လင်းနေပါပြီဒါအိမ်မက်ပဲဆိုပြီးတပြင်းချနိုင်ခဲ့ပေမဲ့သူငယ်ချင်းတွေအထုပ်ပိုးပြင်ပြီးကျွန်းကနေပြန်ဖို့ကမ်းခြေမှာစောင့်နေချိန်မှာတော့ထိတ်လန့်စရာတစ်ခုကိုတွေးလိုက်ရပါတယ်သူငယ်ချင်းတယောက်ရဲ့ဖုန်းထဲမှာသူတို့ကိုယ်တိုင်မရိုက်ထားတဲ့တပ်ပုံတစ်ပုံကိုတွေးလိုက်ရတယ်အဲ့ဒီပုံထဲမှာသူတို့အားလုံးဟာမြေကြီးပေါ်မှာစီစီရီလဲလျောင်းအိပ်ပျော်နေကြတာပါဆိုဖီယာတကိုယ်လုံးတုံတက်သွားပါတယ်သူတို့အိပ်ပျော်နေတော့ဘသူကဒီပုံကိုခိုးရိုက်သွားရလဲဆိုတာစဉ်းစားမရအောင်ဖြစ်ခဲ့ရတယ်ဆိုဖီယာရဲ့စိတ်ထဲမှာမကောင်းတဲ့ခံစားချက်တွေကိုပိုခံစားလာရပြီးဒီကျွန်းကနေအမြန်ဆုံးထွက်သွားချင်နေပါပြီဒါပေမဲ့ကန်ဆိုးချင်တော့သူတို့ကိုလာကြိုရမယ့်လေရောက်မလာပါဘူးအလောင်းစားလုပ်ခဲ့တဲ့လူတွေကသူတို့ကိုနောက်ပြောင်ချင်တာကြောင့်တမင်တကာလေးကိုနောက်ကျအောင်လုပ်ထားတာပါသူတို့ရဲ့လမ်းပြကြီးကဒီအကြောင်းကိုတီးသွားတဲ့အခါမှာတော့မျက်နှာတစ်ခုလုံးတွေးဆုပ်ဖြူလျော်သွားပြီးကျွန်းပေါ်ကနေအမြန်ထွက်ခဲ့ကြလို့တတိပေးဖို့ဖုံးဆက်ပေမဲ့လိုင်းကမမိတော့ပါဘူးနောက်ဆုံးဘာမှတက်နိုင်တဲ့အဆုံးရွာဟောင်းကြီးတွေကိုတော့လုံးဝမသွားဖို့စာတို့တဆောင်ပဲပို့ထားနိုင်ပါတော့တယ်ဒါပေမဲ့ကျွန်းပေါ်မှာကဖုံးလိုင်းကလုံးဝမရှိပါဘူးတခြားရေးချေစရာမရှိတော့တဲ့လူငယ်တစုဟာအဲ့ဒီစွန့်ပြရွာဟောင်းကြီးစီကိုပဲဒုတိယမြောက်ညကိုဖျက်တမ်းဖို့ပြန်သွားခဲ့ကြရပါတယ်အဲ့ဒီညမှာသူတို့ဘဝရဲ့အဆိုးဝါးဆုံးနဲ့အကြောက်လန့်ဆုံးຢာတွေကိုရင်ဆိုင်ရတော့မယ်ဆိုတာသူတို့မသိခဲ့ကြပါဘူး